ကောင်မလေးသည်ဓမြများရှေ့တွင်မျက်စိကန်းဟန်ဆောင်ထားသည့်ဓမြတစ်ယောက်သည်သူမရေနွေးလောင်းနေစဉ်စက္ကူတရက်ထားရာသူကိုယ်တိုင်မတော်တဆအပူလောင်သွားသည့်ထို့နောက်ဓမြများသည်သူမ၏ခြေထောက်အနီးတွင်တစ်တာတစ်လုံးထားကာစမ်းကြည့်ကြသည်ကောင်မလေးသည်လျင်မြန်စွာနောက်ပြန်လှည့်ကာတဖူးအဖုံးပိတ်ဟန်ဆောင်တော်လဲဓမြများကမယုံကြည်သေးပေဓမြများကတစ်တာကိုထပ်ထားရာသူမအနေနှင့်လဲဟန်ဆောင်ရတော့သည်တန်တရားရှိနေစေဖြစ်သောကြောင့်ဓမြတစ်ယောက်ကသူမ၏အနီးတွင်စူညံတန်လောက်ကတုံ့ပြန်မှုရှိမရှိစမ်းသပ်သည်သူမ၏မျက်လုံးများမိတ်မသွားတော့လဲစိတ်ထဲတွင်လှိုင်းထနေသည်နောက်ပိုင်းရေချိုးဟန်ဆောင်တော်လဲဓမြတွေကနောက်ကလိုက်လာသဖြင့်သူတို့အနိုင်မကျင့်စေလိုသောကြောင့်ဧည့်ခန်းထဲပြန်သွားကာတီဗီဖွင့်သည်ထိုအခါမျက်စိကန်းဟန်ဆောင်ထားရမှန်းမေ့သွားကာအမွားကိုဖုံးကွယ်ရန်ကြောင့်ကိုခေါ်ပြီးကြောင်းအတွက်တီဗီဖွင့်ပေးသည်ဟုအကြောင်းပြကာဟန်ဆောင်သည်နောက်ဆုံးဓမြတွေကသူမတကယ်မျက်စိကန်းသည်ဟုယုံကြည်ကာအဖိုးတန်ပစ္စည်းများကိုစတင်ရှာဖွေသည်ဓမြတစ်ယောက်ကပိုးဟပ်ကပ်နေသောအဝတ်ကိုသူမစီပစ်လိုက်ရာကောင်မလေးသည်ကြောက်လန့်တကြားအော်ဟစ်ပြီးဟန်ဆောင်မှုကိုဖော်ထုတ်ခံလိုက်ရသည်ထို့ကြောင့်ပိုးဟပ်သည်ဓမြများထက်ပိုကြောက်စရာကောင်းကြောင်းသိရသည်